လွတ်လပ်ခြင်းဆိုတာငြိမ်းချမ်းခြင်းဆိုတာခွင့်ပြုညီမျှခြင်းဆိုတာဘာလဲပြဿနာတက်တော့တာပဲတဲ့50ကျော်ပြီနေဝင်မြအခုတည်းအဲ့ဒါကောင်းကောင်းသိတာမဟုတ်ဘူးအဲ့တော့အေးကလည်းစာရေးဆရာမဆိုတော့သမီးရဲ့ဒါမျိုးကြမေးရတယ်မေးရတယ်စာရေးဆရာဆိုတော့သမီးဝက်လက်ကြောင်ပါလို့တော့မေးစီရောက်သွားဒီဖေဘာပြောတော့ပပက तू ကမင်္ဂလာပါစာပေဗဟုသုတ channel မှာကြိုဆိုပါရစေဒီနေ့မှာမြန်မာစာရေးဆရာကြီးများ၏အတွေးခေါ်များထဲမှာအရေးကြီးဆုံးအပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မုတ်ဆိုးကလေးနဲ့ခွန်းလိုက်မယ်မွန်ရံကိုနှိမ့်နှင်းနိုင်လိမ့်မယ်လို့တပောင်ထွက်တယ်အင်္ဂလိပ်ကိုအင်းဝကိုမွန်ကနိုင်မယ်ဒီမွန်ကိုမုတ်ဆိုးကလေးနဲ့ခွန်းလိုက်မယ်ဒီလေးကိုမိုးချိုးပစ်လိုက်မယ်ချီယိုကိုမိုးချိုးပြမတဲ့စာရှိပါသည်အင်္ဂလိပ်ကစနေနံချီယိုမိုးချိုးပြလိုက်မယ်အချိန်တိုင်းငါတို့ကပြန်နိုင်ရမှာပေါ့ဒီချီယိုကိုမိုးချိုးပြမှာပေါ့လို့မြန်မာတွေကိုဒီလိုချင်းမျိုးနဲ့တက်လှန်လာကျွန်တော်တို့ငငယ်ကကျွန်တော်တို့မိဘများကကျွန်တော်တို့စိုးပြတယ်ကျွန်တော်တို့ရကုန်းဆောင်ကလေဟိုးမန္တလေးဆိုတော့ရွှေမြေတော်ကြီးဘယ်စီနေမှမသိပေမဲ့အဖိုးတို့အဖေတို့ဆိုတယောက်တည်းပါတော့နော်အဖေတို့ဆိုလို့အဖိုးတို့ဖေတို့ကစိုးပြလို့နှလုံးသားတွေဒီလိုချင်းတွေရောက်ရတယ်ဘိုးအောင်နဲ့ပထမဆရာအောင်နဲ့ဘိုးတော်ဦးဝိုင်းကသူ့အာနာလူမဲ့ထင်လို့ဗရန်နဲ့ရေစရန်တန်ကိုမထိုးပဲနဲ့ပထမအတက်နဲ့ထွက်ရလမ်းပောက်ဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်တိုင်းပြည်ကိုတန်သေးတဆွေးဝဗရတေတပြေဝဒီလိုရည်ရွယ်ချက်နဲ့လုပ်တဲ့ပုဂ္ဂိုလ်ကိုသူဌိနန်းလူမဲ့ထင်လို့ဘိုးတော်ဦးဝိုင်းကဘုံမှုတက်မှုတွေနဲ့ကျိုးတုပ်ပြီးဖမ်းခဲ့လို့ပြောတဲ့အခါကျွန်တော်တို့ကအဖို့မျက်နှာကြည့်ရကျွန်တော်နှလုံးသားထဲဒီလိုသွင်းပေးတယ်အေးမင်းတို့ဘယင်ကိုပြောလိုက်ငါ့ကိုဖမ်းဖို့မပြောနဲ့ငါရေးတဲ့ဝါလုံးကိုဖြတ်ကြည့်ပါအောင်တစ်လုံးဖြတ်တော့နှလုံးပေါ်လိမ့်မယ်နှလုံးဖြတ်တော့လေးလုံးပေါ်လိမ့်မယ်တယံကိုမစိုးထားနဲ့တော့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတစ်လုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်ဩသယံကိုမစိုးထားနဲ့တော့ထင်ရှားအောင်မြင်ရပြီငါရေးပြပါတဲ့ဝတစ်လုံးကိုသာတီးမင်းပြအောင်ဖြတ်နိုင်ရင်ငါကိုနိုင်လိမ့်မည်ပထမကုံရောင်ဘူးအောင်ကဒီကဲ့သို့လျင်စွာပညာပြသည်သီးပယေမဟာသည်သူကိုယ်တိုင်ချင်းလေးအတင်းဖြစ်လိုက်တာကအစကဝတစ်လုံးကနှလုံးဖြစ်လာသည်နှလုံးဖြစ်ပြန်တော့လေးလုံးပေါ်ခဲ့ပြီနှစာတူးတာဟာလေကျွန်တော်တို့ဗမာတကုတ်ပါခမရနှစာတူးတာဟာလေကျွန်တော်တို့ဗမာတကုတ်ပါခမရလွန်ထူးဆန်းတဲ့စွမ်းဉာဏ်ကြီးဘိုးအောင်ပါရမီဒီလိုဇက်နဲ့တချင်းနဲ့တွဲပြီးတော့ကျွန်တော်တို့နှလုံးသားတဲကိုသွင်းပေးတယ်ကျွန်တော်တို့ငငယ်ကဒီနေ့ကျွန်တော်တို့သားသမီးတွေကိုကျွန်တော်တို့ဒီလိုနှလုံးသားတဲကိုကျွန်တော်တို့မြန်မာအတန်မြန်မာစိတ်မြန်မာကြကြမြန်မာကြပြသွင်းပေးနိုင်ကြရဲ့လားကျွန်တော်တို့ကျောင်းတော်ကတော့ကုန်းဆောင်ကျောင်းအင်တန်စီကန်းကြည့်တယ်ကျွန်တော်တို့ကျောင်းကြီးကဦးတန်းတင်အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်စံတို့နဲ့ရေနံကျောင်းမျိုးသားကျောင်းမှာနေခဲ့တဲ့ဆရာကြီးလူကပိန်းတိုက်ပုံကလည်းစပြီးကျောင်းဆရာဖြစ်ကြတဲ့ပင်စင်သွားတဲ့ဒီတစ်ထည်လေးပဲဘသူကမှလည်းကြော့တာမရှိဘူးဒီတစ်ထည်ကိုလည်းမက်ဆက်ဝတ်တဲ့ကျောင်းဆရာကြီးကျောင်းမှာဟွန်တရောဆရာကြီးဦးလေးကျင်ဆိုတာငှားထား assembly မှာဟွန်တရောကြီးနဲ့နိုင်ငံတော်သချင်းဆိုဖို့ငှားထားတာကျွန်တော်တို့ကျောင်းပဲကျွန်တော်အခုတည်းရှိတော့ကျွန်တော်အဲ့လိုမှတ်မိတယ်ဦးလေးကျင်လည်းပိန်လေးဟွန်တရောကြီးနဲ့9နိုင်ထိုးတာနဲ့ကြောင်းလာပြီးအလံတိုင်ရှိမှဟုံးတရောကြီးကိုမတ်ပြီးဘိုးရန်တင်ထားတယ်ကျောင်းသားတွေလာခြင်းလားမလာခြင်းနေဆိုခြင်းဆိုမဆိုခြင်းနေငါတာဝန်ငါဟုံးတရောကြီးထိုးရမယ်မျိုးသားသချင်းဆိုတဲ့ဦးလေးချင်းတက်က80လောက်ရှိပြီဦးလေးချင်းနောက်မှာပီတိဆရာကာယဆရာနောက်မှာကြောင်းကြီးနောက်မှာဆရာမတွေတန်းစီရဆရာမတွေနောက်မှာသူငယ်ရန်ကြီးကနေ9တန်းထိကျွန်တော်တို့ကအဲ့တော့9တန်းကျောင်းပေါ့တန်းလာကျောင်းခေါ်ပါတယ်အားလုံးငြိမ်
ဆရာကြီးကအမှန်တန်စိတ်ကန့်ကြည့်တယ်နိုင်ငံတော်သချင်းမညီရင်တန်းနဲ့မဝင်ရဘူးနိုင်ငံတော်သချင်းကိုကြကြနနတသန်နဲ့မညီရင်9နာရီအစမ်ဘလီကနေ့လက်တစ်ချက်ထိုးပါစေမဝင်ရဘူးသူလည်းမဝင်ဘူးညေဟွန်တရောဆရာကြီးလည်းဘိုးလေးကျင်းလို့ဆရာကြီးကကျိန်လေးဝင်တော့ကျောင်းဆောင်ကြီးကဒေါင်းခောက်ရင်ပီတီဆရာကတယောက်တည်းဆိုတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေမြတ်လူခသိငြိမ်းမြောင်းစေဖို့ခွင့်တူညီမြဝါရဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်ရန်စေအဋိဌံပြုဝေထိန်သိမ့်စုလေဆိုမှတကြောင်လုံးကကလေးတွေကကဘာမကြည့်အဲ့ဒီကဘာမကြည့်ကိုဆရာရနားထောင်ဒါမှမညီဘူးကဘာဟိုနောက်ကကဘာနှစ်တန်းကကဘာခုနှစ်တန်းကကဘာနဲ့ဆရာကြီးကကျိန်လေးပြန်ဝင်တောင်းတောင်းကင်ဆာပေါ့ဒါကင်ဆာနိုင်ငံတော်သချင်းစဆိုတောင်းတရားမြတ်တာလွတ်လာခြင်းနဲ့မသွေတို့ပြေတို့မြေမြတ်လူခသိငြိမ်းချမ်းစေဖို့ခွင့်တူညီမြဝါရဖြူစင်တဲ့ပြေတို့ပြေတို့မြေပြည်တော်စုအမွေအမြဲတည်ရန်စေဒိဋ္ဌံပြုဝေထိန်သိမ့်စို့လေကဘာမညို့ဆရာကြီးကနောက်လှည့်ကြည့်တာတရားခံဖမ်းလို့ပဲရမလဲခလေးရအများကြီးကိုကလည်းကိုမဟုတ်တယ်လို့တောင်းကြီးနိုင်ငံတော်ကိုဒီတဲ့ချစ်တာမရှိတော့ဘူးဆိုပုံနဲ့ဆရာကြီးကသခိုးဖမ်းလို့မရတော့ဒီဘက်ပြန်လှည့်တောင်းကန်ဆာနိုင်ငံတော်သဖြင့်စဆိုတရားမြတ်တာကျောင်းသားတွေကတနာတာလေပီတီဆရာတယောက်တည်းတရားမြတ်တာမမြတ်တာဘေးချီတို့ဆရာကြီးတော့လေကောင်းထွက်တော့မယ်ဦးလေးကျင်လည်းတက်80တရောကို16ခါတော့ပြန်ထိုးနေမသက်တာဘူးပီတီဆရာကလည်းတယောက်တည်းတရားမြတ်တာနေရတော့ဆရာကြီးတနာပါဒီခါညီကြဆိုကျွန်တော်တို့ချင်းချင်းညီကြဆိုညီတယ်ထိန်သိမ့်စို့လေကဘာမကြည့်ပြုံကြီးဆရာကြီးပြုံကြီးဘသူစီကမှဘာတပြားမှယူထားတာမဟုတ်ဘူးကဘာမကြည့်ဆိုတာကောင်းတာကိုပြောနေတာသူကဒီဘက်လှည့်တယ်အစမ်ဘလီကျွန်တော်တို့ပဲလှည့်တယ်အေးအဲ့ဒါလိုညီဆိုမှပေါ့တို့နိုင်ငံတော်သချင်းအဓိပ္ပာယ်ရှိတယ်ကွတရားမျှတခြင်းဆိုတာ justice တရားမျှတရမယ်တိုင်းသူပြည်သားကလည်းတရားမျှတရမယ်အစိုးရကလည်းတရားမျှတနိုင်မယ်တရားမျှတခြင်းဟာကောင်းမြတ်တဲ့တရားလောကပါဠတရား justice လွတ်လပ်ခြင်း independence အမိခိုကင်းတယ်ကိုပြောတာ depend ဆိုတာမှီတာကွ independent မမှီဘူးတို့ဟာတို့ယက်တည်နိုင်တယ်ဒါကိုပြောတာ independence ဒါလွတ်လပ်ရေးကိုပြောတာငြိမ်းချမ်းခြင်း peace ငြိမ်းချမ်းသာယာမှတိုင်းပြည်ဖွံ့ဖြိုးတော့မပေါ့ကျွန်တော်တို့က2တန်း3တန်းရှိတယ်ဆရာကြီးလေးအကြီးကြီးတွေလည်းပြောတာနားမလဲဘူးမကြားနေနှလုံးသားထဲရောက်အေးခွင့်တူညီမျှခြင်း equality တို့နိုင်ငံတော်သချင်းမှာတရားမျှတလွတ်လပ်ခြင်းနဲ့မသွေတို့ပြည်တို့မြေများလူခတ်သိမ်းငြိမ်းချမ်းစေဖို့ခွင့်တူညီမျှဝါဒဖြူစင်တဲ့ပြည်ဘလောက်ကောင်းတဲ့တရား၄ပါးပါတယ်လေမင်းတို့စဉ်းစားတာအမြဲတမ်းနေ့တိုင်းပြောတယ်ကျွန်တော်တို့လည်းနေ့တိုင်းကြားကျွန်တော်တို့အဲ့ဒါလိုဆရာကြီးနဲ့ကြီးခဲ့ရတယ်ရှေးတုန်းက1930တဝိုက်တုန်းကသခင်လူငယ်တွေကငါတို့ကမှသခင်အင်္ဂလိပ်ကဂျုံပေါ့ကွာတို့တိုင်းပြည်လဲအုပ်ချုပ်သေးသူတို့ကဖျားထူးနေတာမဟုတ်သေးဘူးလို့သခင်ပါတောင်းလို့ဥဆောင်တဲ့လူငယ်တွေကသခင်အဖွဲ့တွေဖွဲ့ကြတဲ့အခါကိုသခင်ချွေဦးညိုသခင်မခင်ထူးသခင်နေဝင်းမြင့်စသဖြင့်ဒီလိုခေါ်ကြတယ်အေးအဲ့ဒီတော့ပေါ့ကွာအချင်းရှိတယ်တို့ဗမာချင်းအခုမင်းတို့ဆိုတဲ့တရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတရားမြတ်တာလွတ်လပ်ခြင်းနဲ့မသွေတို့ပြေတို့မြေရှိကသချင်းထဲမှာလေဒီလိုက်တွေပါတာပေါ့ဟောအမျိုးသားရင်တို့ကြပါတို့ဗမာအခုမင်းတို့ဆိုတဲ့မြတ်လူခတ်သိမ်းငြိမ်းချမ်းစေဖို့မြတ်လူခတ်သိမ်းငြိမ်းချမ်းစေဖို့ခွင့်တူညီမြဝါဒဖြူစင်တဲ့ပြေ
ရှေ့ကတချင်းထဲမှာဒီလိုက်ပါတာပေါ့အရှိကနေဝန်းထွဲသိပမာပဒုက္ခကိုတော့ရောက်ရမည်မှမလွဲပါဒုဗမာပေါ့အခုမင်းတို့ဆိုတဲ့ပြည်တော်စုအမွေအမြဲတည်ရန်စေအဋိဋ္ဌံပြုပေထိန်သိမ့်စို့လေတို့မှတချင်းမှလည်းဒီလိုက်ပါတာပေါ့ကွာဗမာပြည်တဝှမ်းကိုအိမ်မှတ်ပါကိုရာမှတ်ပါအဲ့ဒါတို့ဗမာအဲ့ဒါလို့နှစ်ပေါင်းများစွာကျွန်တော်တို့ငယ်ငယ်ကကြားကြရအခုသမီးလေးဒုတိယရန်တက်တော်မယ်သမီးကိုမေးရသမီးရဲ့ကျောင်းမှာနိုင်ငံတော်သချင်းဆိုရသလားဆိုတော့တနင်္လာနေ့တောက်ကြဆိုရတယ်ဩနိုင်ငံတော်သချင်းဈေးစစ်နေကြသေးတယ်ကွာဒီအတန်လေးဒီအဓိပ္ပာယ်တွေကျွန်တော်ကရောက်ချင်လို့ပြောတာတနင်္လာနေ့ကျသမီးမေးရသမီးလေးရဲ့ခဏနိုင်ငံတော်သချင်းဆိုခဲ့ရလားမဆိုပါဘူးပါဘာလို့လို့မိုးရွာလို့ဩရာသီဥတုနဲ့လည်းစိုင်းတဲ့ကွက်နိုင်ငံတော်သချင်းကရာသီဥတုနဲ့လည်းစိုင်းတဲ့နိုင်ငံတော်သချင်းအေးပတ်မှလည်းဆိုရသေးတောက်ကြနေ့ကျမေးကြည့်တယ်သမီးဆိုရမဆိုပါဘူးပါကြီးဘာလို့လို့ကြောင်းကြည့်စီဝေးသွားလို့ဩအဲ့ဒါလိုတွေဖြစ်တယ်တရက်တော့ခလေးကမေးကျွန်တော်တို့ကဆိုပြလို့မေးတယ်ပါတရားမျှတခြင်းဆိုတာလွတ်လပ်ခြင်းဆိုတာငြိမ်းချမ်းခြင်းဆိုတာခွင့်တူညီမျှခြင်းဆိုတာဘာလဲပြဿနာတက်တော့တာပဲတဲ့50ကျော်ပြီနေဝင်မြအခုတည်းအဲ့ဒါကောင်းကောင်းသိတာမဟုတ်ဘူးအဲ့တော့မေအေးကလည်းစာရေးဆရာမဆိုတော့သမီးရဲ့ဒါမျိုးကြမေးရမေးရတယ်စာရေးဆရာဆိုသမီးဝက်လက်ကြောင်ပါလို့တော့မေးစီရောက်သွားဒီဖေဘာပြောတော့ပပက तू ကဝိုးရဝါရပဲလို့ပြောတယ်မေစီလွတ်လိုက်တာအေး तू ကဝိုးရဝါရငါလည်းခတ်ထွေးရဲ့တဲ့နော်တကယ်ပါနေဝင်မြင့်တို့အခုတည်းတရားမျှတခြင်းလည်းသိမသိပါဘူးလွတ်လပ်ခြင်းရတာလည်းသိမသိပါဘူးငြင်းချမ်းခြင်းဆိုတာတော့ဝေလာဝေးခွင့်တူညီမျှခြင်းလည်းအခုတည်းနားမလဲသေးပါဘူးကျွန်တော်တို့ငယ်ငယ်ကဒီအဓိပ္ပာယ်တွေကလေးတွေကျွန်တော်သင်ပေးရမှာပေါ့ထည့်ပေးရတော့မှာပေါ့ကျွန်တော်ငယ်ငယ်တုန်းကလည်းအခုနဲ့မတူတော့ဘူးကျွန်တော်ငယ်ငယ်တုန်းကနတ်ကတော်ကိုမင်းသမီးလုပ်ကြည့်ရတာဘာမီဒီယာမှမရှိဘူးအခုစီဒီတပြတ်တစ်ချက်တည်းမှာဇက်ကာပေါင်း80လောက်ပါတယ်ဇက်တွေဆိုလည်းအများကြီးမကျွန်တော်မန္တလေးမှာအငိမ့်နေဆိုလည်းအများကြီးကျွန်တော်ငယ်ငယ်တုန်းကပဲပုံဆောင်မှာမရှိဘူးနတ်ကတော်အမေစင်နန်နဲ့ဒေါ်စင်နန်အသက်က80ကျော်ပိတ်ရည်တွေတွန့်နေလိုက်ကြများညကျိုးအင်းကြမိတ်ကတ်တွေဖို့တာအဲ့ဒီတော့ရှိတဲ့မိတ်ကတ်မျက်နှာချေပေါ့ပပဝလီတို့တင်းကျူကျူးတို့လိုမိတ်ကတ်ရေးဖြော်ပြီးပုတ်ထားအလိုလိုလေးကြောက်เสียကောင်းစလုံးလေးကဓမ္မသီးလောက်ကလေးနဲ့နတ်ကပြီဆိုရွာနတ်ကပြီဆိုသူခေါ်ရတာနတ်ကတော့တယောက်တည်းရှိတယ်လိုင်စင်ကသူတယောက်တည်းထက်သူ့ကိုသွားပြီးနတ်ကရကြည်မောဆိုတာမှန်မယ်ကျွန်တော်တို့ကြည့်ရတယ်ဘာဇက်မှမလာဘူးဘာမင်းသမီးမှမလာဘူးအရေးစနံကိုသွားကြည့်ရတယ်ကျက်ရုပ်ကသေးသေးလေးဖလားရကြည့်ကြည့်နဲ့ဖလားပတ်စံထည့်ရမှာရှားစည်းနဲ့ဘောင်းတော်လေးနဲ့ဒေါင်းနဲ့ဓားလေးနဲ့ဘယ်နဲ့ဒီမှလည်းမသိဘူးအမေတို့ကလည်းမော့ရွာကလည်းမော့သူ့ကြည့်နေရတာနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးနန်းထဲမှာနေနန်းရည်ကြီးသုံးပါတဲ့ကြက်ဖောင်းလေးမနဲ့ကိုရည်နွေးညရည်အေးနဲ့ကိုကြီးကြောင့်ငယ်ကမွေတဲ့ကြက်ဖောင်းလေးအေးကိုကြီးကြောင့်မွေတဲ့ကြက်သူယူလာတယ်ဆိုတော့ကြောက်ရတာပေါ့အမေတို့ကချွေးကန်လေးအပြင်ထုတ်ပြီးတော့ကျွန်တော်တို့ကမုံဘိုးမပေးတာနတ်မြတ်ထည့်လိုက်တာကြက်တန်လေးတစ်ချက်နှစ်ချက်ထည့်ရနတ်ရဲ့အညွန့်ညင်မခံဘူးပေါ့တောင်းအသပြာငွေများရဲ့နဲ့လောင်းတရားငွေမရှာပါဘူးကြက်ကြတိုက်မဲ့ပြင်မြင်ဆိုင်ရောရှင်တန်ကောင်းကိုနေမပါလို့အလိုရှင်အလိုတော်တန်ကောင်းကိုနေမပါလို့အရက်ကလေးကိုတဲ့အာမနာအိမ်ကြီးချင်းကိုတဲ့အာမနာမတော့ရရစ်စီလာဆောင်နေကိုကြောင်းတကားကြောက်ရတာကိုကြီးကျော်လည်းကြောက်ရမတော့ရတယ်လေသီလဆောင်တာပဲဘလောက်လေးစားကိုကောင်း
နှစ်ယောက်ပဲတွေ့ဘူးတယ်မတော့ရတဲ့နေသီလဆောင်တာအကိုချေဦးညုံနဲ့အကိုကြီးကျော်နော်ဒီနှစ်ယောက်တွေ့ဘူးတာပဲနော်ကျွန်တော်တို့ကအဲ့ဒါလို့ကြည်ရပွဲသွားကြည့်တော့လည်းပဲ10နှစ်နေလို့လည်းမလား9နှစ်နေလို့လည်းမလားဟိုဘက်ရွာကပွဲဘေးတီတန်ကြားမှာဘာမီဒီယာမှမရှိဘူးဘာလက်ကမ်းကြော်ညာမှမရှိဘာအင်တာနက်မှမရှိဘာ Facebook မှမရှိဘေးတီတဲ့4မိုင်5မိုင်အဝေးရွာကကြားမှာရုပ်သေးပွဲရှိတဲ့ဟဲ့လို့သွားကြည့်ကြရတယ်ကျွန်တော်လည်းဟောပါတယ်စင်ကာပူပြည်မှာလည်းဟောပါတယ်ဒီမှာတောင်းတိုက်ဆန်လို့ကျွန်တော်တို့ငငယ်ကဘဝနဲ့တူလို့ If you enjoyed the insights from this talk, don't forget to like and subscribe to our channel. Stay tuned with Sarpe Bahuta for more meaningful knowledge and life lessons.